Sang be kap kamera. Deni nang ma sang be gun lu silam rat ne rendang ngawe mong kha si ne lu kha chi se shim tu chu si keni de ku si ye di ni chamaro tu tu ka khon a yu pho yan twa yu la de jam pai ka ro Shin lu ka khrit wen khan ji 73ငွေ6မှ9ချိဖြစ်ပါလေဒီကနေ့ကျွန်မဖတ်တော့ပါမယ်တဖန်ဥပမာကိုမိန့်တော်မူသည်ကလူတစ်ယောက်သည်ဥယျာဉ်၌စိုက်သောတင်မောတဖန်ပင်တပင်ရှိ၏ထိုပင်သို့လာ၍အတီးကိုရှာတော်လဲမတွေ့ထိုအခါဥယျာဉ်ဆောင်အားလဲ3နှစ်ပတ်လုံးဤတင်မောတဖန်ပင်သို့ငါလာ၍အတီးကိုရှာတော်လဲမတွေ့ရခောက်ပြစ်လောအဘဲကြောင့်မြေကိုနောက်ဆက်ရသည်ဟုအမိန့်ရှိတော်ဥယျာဉ်ဆောင်ကသခင်ယခုနှစ်ရှိပါစေအိုးအကျွန်ုပ်သည်အပင်နာပတ်လည်ကိုတူးဆွ၍နောက်ချေးဖို့ပါမည်အတီးတီးကောင်းတီးပါလိမ့်မည်သို့မဟုတ်နောက်မှခုတ်ပစ်တော်မူပါဟုရှောက်လေသည်ဟုမိန့်တော်မူ၏ဖတ်တော်တဲ့အကျမ်းပိုက်အဖြစ်ရောက်စီတိုင်းပေါ်ဖျက်သခင်ကောင်းချီးပေးပါစေခုဖတ်တော်တဲ့ကျမ်းပိုက်မှာပေါ့နော်ကျမတို့ဒီဟာကတော့ပုံဥပမာဖြစ်တယ်ပေါ့နော်ကျမတို့အားလုံးသိကြတဲ့အတိုင်းပဲဥပမာဆိုတာတော့အဖြစ်အပျက်တစ်ခုကိုပို့ပြီးမှတိတာထင်ရှားအောင်ပို့ပြီးမှလူတွေမြင်အောင်ပေါ့နော်ဒီဥပမာပေးပြီးမှပြောပြထားတာဖြစ်တယ်ပေါ့နော်ဒီမှာလည်းဒီလိုပဲသခင်ယေရှုကပေါ့နော်ဥပမာကိုမိန့်တော်မူသည်ကလူတစ်ယောက်ဒီဥယျာဉ်၌စိုက်သောတင်ပေါ်တဖန်ပင်တပင်ရှိ၏တဲ့ထိုအပင်တို့လာ၍အတီးကိုရှာတော်လဲမတွေ့ထိုအခါဥယျာဉ်ဆောက်အားလဲ3နှစ်ပတ်လုံးဤတင်မောတဖန်ပင်တို့လာ၍အတီးကိုရှာတော်လဲမတွေ့ခုတ်ပြစ်လောအဘဲကြောင့်မြေကိုနောက်ရှက်ရသည်ဟုမိတ်ရှိတော်ဥယျာဉ်ဆောက်သည်သခင်ယခုနှစ်ရှိပါစေအိုအကျွန်ုပ်သည်အပင်အနာပတ်လေကိုတူးဆွ၍နောက်ချေးဖို့ပါမည်အတီးတီးကောင်းတီးပါလိမ့်မည်သို့မဟုတ်နောက်မှစိုက်ခုတ်ပြစ်တော်မူပါဟုရှောက်လေသည်ဟုမိတ်တော်မူဒီမှာအခုဖတ်သွားတဲ့အကျမ်းပိုက်ကနေပြီးမှပေါ့နော်ကျမတို့အတူတကွခွန်အားယူဖို့ရန်ကကောင်းစီဘလို့ပေးချင်လဲဆိုလို့ရှိရင်ကျမတို့ရဲ့အသက်တာအထက်မှာပေါ့နော်ဘယ်လိုမျိုးအတီးတီးတာကိုဘုရားသခင်မြင်ချင်တယ်လဲပေါ့နော်ဆိုတော့အကြောင်းဖြစ်ပါလေလို့ကျမတို့ရဲ့အသက်တာကိုကြည့်တဲ့အခါမှာပေါ့နော်ဥပမာတင်ပေါ်တဲ့ဖန်ပင်တွေမှာပြောထားလို့ကျမဘာတတိယလဲဆိုငငယ်တော့ပေါ့ကျမတို့အိမ်မှာပေါ့နော်ခြံထဲမှာပေါ့အိမ်ရဲ့ခြံတေးသေးလေးမှာပေါ့နော်တင်ပေါ်ပင်တပင်ရှိရနော်တဖန်ပင်တော့မဟုတ်တင်ပေါ်ပင်တပင်ရှိတယ်အပင်ကတော့အိမ်ထက်နည်းနည်းမြင့်တော့ပေါ့နော်ဒါပေမဲ့အဲ့တပင်ပဲရှိတယ်တင်ပေါ်ပင်ကဒါပေမဲ့အတီးကဘရောမှမတီးလာအောင်အဲ့ခါကျတော့ကျမအမေကဘာလုပ်လဲဆိုတော့ထမိန်ပေါ့နော်အမျိုးသမီးထမိန်အစနဲ့ဒီလိုပတ်ပြီးမှအဲ့ဒီအပင်ကိုပေါ့နော်ပတ်ထားတယ်အဲ့ခါကျမအမေတော့ကျမတို့ငငယ်တော့အရက်ငယ်တဲ့အခါကျတော့ဘာဖြစ်လို့အမေရဲ့လို့အဲ့လိုမျိုးအဝိဆာကြီးနဲ့ပတ်တာလဲဆိုတော့ तू ကတဲ့အတီးမတီးလို့ပေါ့နော်အတီးတီးအောင်ထမိန်ပတ်ပေးတာဟုတ်တယ်လို့ပြောခဲ့တာပေါ့နော်ဒါပေမဲ့ကျမပြန်တွေးကြည့်တာပေါ့နော်ပြန်စဉ်းစားကြည့်တာနောက်ပိုင်းအဲ့ဒီအပင်ကအတီးတီးလားဆိုတော့မတီးဘူးမတီးလို့ခုတ်ပစ်လိုက်တာပေါ့နော်ခုတ်ပစ်ပြီးမှအဲ့ဒီအပင်ကမရှိတော့ဘူးပေါ့နော်နှစ်နှစ်သုံးနှစ်ဆောက်လဲမတီးဘူးပေါ့နော်ဒီမှာဒီဥပမာမှာပြောထားလဲဆိုတော့နော်တင်မောတဖန်ပင်ကိုတဲ့စိုက်တယ်တဲ့အဲ့ဒီခြံထဲမှာပေါ့နော်ဥယျာဉ်မူးကိုစိုက်ခိုက်ထားတယ်အဲ့ဒီခြံရှင်ကစိုက်ခိုက်ထားတယ်အဲ့မှာတိကြာလာတဲ့အခါမှာအဲ့ဒီဥယျာဉ်ရဲ့ပိုင်ရှင်ကပြန်လာပြီးမှအတီးတီးပြီလားဆိုမှလာကြည့်တာပေါ့နော်လာကြည့်တဲ့အခါမှာအတီးမတီးဘူးအဲ့ဒီတင်မောတဖန်ပင်ကအတီးမတီးဘူးတဲ့နော်အတီးမတီးတဲ့အခါမှာအဲ့ဒီတင်မောအဲ့ဒီခြံပိုင်ရှင်ကဘာပြောလဲဆိုတော့အတီးမှမတီးတာတဲ့ဒီအပင်ကိုပေါ့နော်ခုတ်ပြရအောင်တဲ့နော်အတီးကိုရှာတော့လဲမတွေ့နော်ငွေ6ပါပြောထားတယ်အတီးကိုရှာတော့လဲမတွေ့ပြောထားတယ်ကျမတို့ရဲ့အသက်တာထက်မှာဒီမှာကြည့်တဲ့အခါနှုတ်ကပတ်တော်ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်ဒီတင်ပေါ်တဲ့ဖမ်းမင်းဆိုတာဥပမာဆိုလို့ရှိရင်တော့ဣတိလလူမျိုးတွေကိုလည်းရည်ညွှန်းထားတဲ့ဘလို့ဖြစ်တယ်ပေါ့နော်ဘုရားသခင်ကသူတို့ဣတိလလူမျိုးတွေကိုပေါ့နော်တေးသေးချာချာပြည့်စုံပြောထောင်ထားတာဖြစ်တယ်လူမျိုးတီးသက်အခွဲထားတာဖြစ်တယ်ပေါ့နော်တခြားကမ္ဘာပေါ်မှာရှိတဲ့လူမျိုးတွေအားလုံးထဲမှာတီးသက်အခွဲပြီးမှသူတေးချာပြည့်စုံပြီးမှပေါ့နော်ဒီလိုတီးသက်ဖယ်ထားပြီးမှကောင်းကောင်းကြီးကိုသူလူမျိုးဘုရားသခင်ရဲ့လူမျိုးဆိုမှကောင်းကောင်းလုပ်ပေးထားတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီသူတို့ရဲ့အသက်တာထဲမှာတဲ့နော်ဘုရားသခင်အလိုတော်အတိုင်းသက်ရှင်
ဒီလားတို့ရဲ့အသက်တာတဲ့ဟာအသက်တာဟာပေါ့နော်ဝိညာဉ်အတီးတီးလာသလားဆိုတော့အတီးတီးမလာဘူးတဲ့နော်ကျမတို့ရဲ့ဒီနေ့ယုံကြည်သူတွေရဲ့အသက်တာထက်မှာလဲတဲ့ဒီလိုပဲပေါ့နော်ကျမတို့ကဣတိလအမျိုးတော့မဟုတ်ပဲမဲ့ဒီနှုတ်ကပတ်တော်ကဘယ်လိုပြောမလဲကျမတို့အပေါ်လဲဒီတက်ရောက်တာဖြစ်တယ်ကျမတို့ယုံကြည်သူတွေရဲ့အသက်တာပေါ့နော်တင်မောတဖန်ပင်လိုပဲပေါ့နော်တင်မောတဖန်ပင်လိုပဲကျမတို့ရဲ့အသက်တာထဲမှာဒီနေ့ဝိညာဉ်အတီးတီးဖို့ရန်ဘုရားသခင်ကအလိုရှိတယ်နော်ကျမတို့တူးချင်းစီတိုင်းရဲ့အသက်တာထဲမှာဝိညာဉ်အတီးတီးဖို့ဘုရားသခင်ကအလိုတော်ရှိတယ်ဝိညာဉ်အတီးဆိုတာပါလဲကျမတို့ပေါ့နော်ကျမ်းပိုက်တစ်ပိုက်ကြည့်ရအောင်ကာလာတိအခန်းကြီး9အငယ်22နဲ့23ဖြစ်တယ်ဒီကျမ်းပိုက်ကိုကျမတို့ Sunday School မှာလည်းကလေးတွေပေါ့နော်ဝိညာဉ်အတီးတွေအကြောင်းကိုတို့အလွတ်ကြက်ပြီးမှပေါ့နော်တော်တော့ရနေပြီဖြစ်တယ်ပေါ့နော်ကာလာတိအခန်းကြီး9အငယ်22နဲ့23ဖြစ်ပါတယ်ဒီကနေ့ကျမဖတ်သွားမယ်ဝိညာဉ်ပေဂတိဤအကျိုးမူကားချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနုညံ့တိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းပေသည်ကျမတို့ဝိညာဉ်အတီးတီးတယ်ဆိုတာကျမတို့ယုံကြည်သူတူးချင်းစီတိုင်းရဲ့အသက်တာထဲမှာဝိညာဉ်အတီးတီးဖို့ရန်ဆိုတော့ကျမတို့အသက်တာထဲမှာချစ်ချင်းမေတ္တာရှိရမယ်ကျမတို့ချစ်ချင်းမေတ္တာမရှိသေးဘူးဆိုလို့ရှိရင်ကျမတို့ကအဲ့ဒီဝိညာဉ်အတီးကကျမတို့ရဲ့အသက်တာထဲမှာမတီးသေးဘူးချစ်ချင်းမေတ္တာဆိုတာဘာလဲကျမတို့ဘောနော် action ဖြစ်တယ်ဘောနော်ကျမတို့ခံစားချက်လေးကိုကျမတို့ချစ်ချင်းမေတ္တာလို့မပြောပါဘူးကျမတို့ကောင်လေးတွေနဲ့ကောင်မလေးတွေရင်ခုန်နေတဲ့ဟာကိုချစ်ချင်းမေတ္တာလို့ကျမတို့ဖတ်ဆိုလို့မရပါဘူးကျမတို့ရဲ့ချစ်ချင်းမေတ္တာဘုရားသခင်ဒီမှာပြောတဲ့ချစ်ချင်းမေတ္တာဆိုတာကျမတို့ရဲ့အသက်တာထဲမှာလောက်ပြရမယ် action ဖြစ်တယ်ပေါ့နော်ကျမတို့ပါစက်ဖျားပြောတဲ့စကားလုံးမဟုတ်ပါဘူးကျမတို့ဘလို့ချစ်တယ်လဲကျမတို့ကိုယ့်ဟာကိုချစ်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုမိသားစုဝင်ကိုချစ်တယ်ဒါမှမဟုတ်လို့ရှိရင်ကျမတို့ရဲ့ဆွေမျိုးတွေကိုချစ်တယ်ကျမတို့ရဲ့တကယ်ချင်းတွေကိုချစ်တယ်ဒီအရာနဲ့မလုံလောက်သေးပါဘူးကျမတို့ဘသူ့ကိုချစ်ရအောင်မလဲကျမတို့မတိသေးတဲ့လူကိုချစ်ရမယ်ကျမတို့ရန်သူတွေကိုချစ်ရမယ်ပျောက်ဆုံးနေသောဝိညာဉ်ကိုချစ်တဲ့နှလုံးသားကျမတို့တက်တာထက်မှရှိရမှာဖြစ်တယ်ဒါကတော့ဝိညာဉ်အတီးထဲကတစ်ခုပေါ့နော်ချစ်ချင်းမေတ္တာကျမတို့မြင်ရကြည့်ပါအပင်တပင်မှာပေါ့နော်မေတ္တာတွေတီးနေတယ်မေတ္တာတွေအတီးတိုင်းကအတီးက10လုံးရှိလို့ရှိရင်အဲ့ဒီ10လုံးကမေတ္တာအတီးတွေဆိုပါစို့ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းအတီးမတီးတဲ့အပင်ပေါ့နော်ကျမတို့ရဲ့အသက်တာထဲမှာဒီအတီးဝိညာဉ်အတီးတီးနေပြီလားဆိုတာပေါ့နော်ကျမတို့ဆင်ခြင်ဖို့ရန်ဖြစ်တယ်ကျမတို့အသက်တာထဲမှာပေါ့နော်ယုံကြည်သူလုံနေတာကျမတို့အနှစ်90ရှိပြီလားဒါမှမဟုတ်လို့ရှိရင်လည်း10နှစ်ရှိပြီလားကျမတို့ဆင်ခြင်ဖို့ရန်ဖြစ်တယ်ကျမတို့အသက်တာထဲမှာဒီအတီးမတီးဘူးဆိုလို့ရှိရင်ကျမတို့ကိုဘုရားသခင်ကနော်question မေးမဲ့အချိန်ရှိတယ်ကျမတို့နှုတ်ပြမဲ့အချိန်ရှိတယ်ကျမတို့ကိုဖယ်ရှားမဲ့အချိန်ရှိတယ်ဆိုတော့ကျမတို့ဆင်ခြင်ဖို့ရန်ဖြစ်တယ်နံပါတ်1အချက်အနေနဲ့ကျမတို့ရဲ့အသက်တာထဲမှာဝိညာဉ်အတီးတီးတာကိုဘုရားသခင်ကမြင်ချင်နေတယ်မြင်ဖို့ရအတွက်ပေါ့နော်လိုအပ်နေတယ်ကျမတို့ကအတီးတီးကိုတီးရမယ်အသက်တာဖြစ်တယ်ဆိုတော့ကျမပြောချင်ပါတယ်ခုနပြောတာတစ်ခုပဲရှိသေးတယ်ပေါ့နော်ချစ်ချင်းဝမ်းမြောက်ခြင်းကျမတို့တစ်ခါတည်းမှာဝမ်းမမြောက်နိုင်ဘူးနော်ဝမ်းမြောက်เสียရှိလဲမမြောက်နိုင်ဘူးကျမတို့လေများအလုံးလို့တာပေါ့နော်စကားတစ်ယောက်နဲ့တစ်ယောက်မပြောမနဲ့ပေါ့နော်ကိုဟာတဲ့ကိုလိတ်နေကြတာပေါ့နော်ဝမ်းမမြောက်နိုင်ကြဘူးဘာဖြစ်လို့လဲဆိုတော့ရံဖြစ်ထားတယ်နော်ရံဖြစ်ထားပြီဆိုကျမတို့စကားမပြောနိုင်ဘူးဝမ်းမြောက်လို့မရဘူးစကားပြောလို့လည်းမရဘူးပေါ့နော်ကျမတို့အဲ့ဒီအသက်တာဟာဘာဖြစ်တာလဲကျမတို့ဝိညာဉ်အတီးမတီးသေးလို့ဖြစ်တယ်ကျမတို့ဆင်ခြင်ဖို့ရဖြစ်တယ်ကျမတို့ဝမ်းမြောက်ခြင်းမထားနိုင်တာပေါ့နော်ကျမတို့ရဲ့အသက်တာထဲမှာအတီးမတီးသေးတာဖြစ်တယ်ကျမတို့ဆင်ခြင်ဖို့ရန်အတွက်ကိုယ့်အကိုပေါ့နော်ကျမတို့ဆင်ခြင်တာဖြစ်တယ်ပြလို့ရှိရင်ကျမတို့အသက်တာထဲမှာငြိမ်သက်ခြင်းမရှိဘူးပေါ့နော်ကျမတို့ပူလောင်နေတယ်ပူပန်နေတယ်ကျမတို့အများကြီးပူပန်စရာတွေရှိနေတယ်ဒါပေမဲ့ဒီလိုအရာထဲမှာကျမတို့ငြိမ်သက်ခြင်းရှိဖို့ကကျမတို့ဘုရားသခင်လိုအပ်တယ်ကိုယ့်ဟာကိုစ조사လို့မရဘူးကျမတို့အသက်တာထဲမှာတစ်ခါတည်းကိုယ့်ဟာကိုစ조사လို့ဖြစ်မယ်လို့ထင်ကြတယ်ဒီအရာတွေဟာကိုယ့်ဟာကိုစ조사မှကိုလုံနိုင်မယ်လို့ထင်ကြတယ်ဒါပေမဲ့ကျမတို့ရဲ့အသက်တာထဲမှာကိုယ့်ဟာကိုဘလို့မှစ조사လို့မရပါဘူးဘုရားသခင်ကကျမတို့အထဲမှာမကျိန်းဝတ်ဘူးဆိုလို့ရှိရင်ကျမတို့နှလုံးသားထဲမှာခရစ်တော်ကိုမထားဘူးဆိုလို့ရှိရင်ကျမတို့ဒီချစ်ချင်းမြတ်တာတွေကိုပြလို့မရပါဘူး
ကျမတို့ရဲ့အသက်တာထဲမှာဒီဝမ်းမြောက်ခြင်းတွေကျမတို့အထက်မှာမရှိနိုင်ပါဘူးဘလို့ပဲပျော်ခြင်းဟန်ဆောင်နေရင်လည်းကျမတို့အထက်မှာဝမ်းမြောက်လို့မရဘူးဆိုတာကျမတို့နှလုံးသားထဲမှာခရစ်တော်ကိုမချထားလို့ကျမတို့ဝိညာဉ်အတိမတိသေးလို့ဖြစ်တယ်ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာဒီလိုမျိုးဖြစ်တဲ့အရာတွေငြိမ်သက်ခြင်းစိတ်ရှည်ခြင်းကျေးဇူးပြုခြင်းကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်းကာမဂုဏ်ချုပ်တီးခြင်းဒီအရာတွေတီးဖို့ရအတွက်ကျမတို့ဘုရားသခင်လိုအပ်တယ်ခရစ်တော်လိုအပ်တယ်ကျမတို့နှလုံးသားထဲမှာကျမတို့စ조사ပြီးမှမရပါဘူးကျမတို့ဘလို့မှကိုအစွမ်းအစနဲ့မဖြစ်နိုင်ပါဘူးဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာခရစ်တော်ကိုလိုအပ်ပါလေကျမတို့ခရစ်တော်မရှိဘဲနဲ့ပေါ့နော်ကျမတို့ဒီအရာတွေကိုကိုယ့်ဟာကိုမဖြည့်ဆည်းနိုင်ဘူးဆိုတာကိုကျမတို့သိရှိရတာဖြစ်တယ်ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာပထမဦးဆုံးသိဖို့ကဘုရားသခင်ကကျမတို့ရဲ့အသက်တာထဲမှာအတီးတီးတာကိုမြင်ချင်နေတယ်ဆိုတာပေါ့နော်အခန်းငယ်6ကိုဖတ်ခြင်းအားဖြင့်ကျမတို့သိရှိရတာဖြစ်တယ်ကျမတို့ရဲ့အသက်တာထဲမှာပေါ့နော်OT ဥပမာဣသရေလရဲ့အသက်တာထဲမှာဆိုလို့ရှိရင်သမဟောင်းကျမ်းကိုပေးထားတာဖြစ်တယ်ပေါ့နော်ကျမတို့ဒီနေ့ယုံကြည်သူတွေရဲ့အသက်တာထဲမှာဆိုရင်ဗာပေးထားလဲဆိုလို့ရှိရင်ကျမတို့ကို OT လဲပေးထားတယ် NT သမတိကျမ်းလဲရှိတယ်သမဟောင်းကျမ်းလဲရှိတယ်ပြီးလို့ရှိရင်ကျမတို့အတွက်ပါရှိလဲခရစ်တော်ကိုယ်တိုင်ရှိတယ်ကျမတို့နဲ့ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာပေါ့နော်ဒီနေ့ဝိညာဉ်အသီးသီးဖို့ရန်အတွက်ကျမတို့အနားမှာခရစ်တော်ကအမြဲရှိနေတာဖြစ်တယ်ကျမတို့ယူတင်ဝတ်ဆောင်မှခရစ်တော်နဲ့အတူအသက်ရှင်ဖို့ပဲအရေးကြီးတယ်ကျမတို့ရဲ့အသက်တာအသီးသီးဖို့ရန်အတွက်ဒီခရစ်တော်လိုအပ်တယ်ဆိုတာကိုကျမတို့သိရှိရမှာဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ချက်ကြည့်ရအောင်နံပါတ်1မှာအငယ်9မှာဗာပြောထားလဲဆိုလို့ရှိရင်အငယ်9မှာထိုအခါဥယျာဉ်ဆောင်အားလဲ3နှစ်ပတ်လုံးဤတင်ပေါ်တပန်းပင်တို့ငါလာ၍အတီးကိုရှာတော်လဲမတွေ့ရခောက်ပြစ်တော့အဘယ်ကြောင့်မြေကိုနောက်ရှက်ရသည်နည်းဟုအမိတ်ရှိတော့ဥယျာဉ်ဆောင်ကနေရှိပါစေအောင်တဲ့နော်ဒီမှာဥယျာဉ်ပိုင်ရှင်က channel ကိုလာကြည့်ပြီးပထမတစ်နှစ်လာကြည့်တယ်တမောတဖန်းပင်သူတို့စိုက်ထားတဲ့အပင်ကိုလာကြည့်တယ်အတီးမတီးဘူးနောက်တစ်နှစ်လဲလာပြီးအတီးတီးပြီလားအတီးခုဖို့လာပြီးအတီးမတီးဘူးနောက်တစ်နှစ်လဲပြန်လာပြီးမတီးဘူးအဲ့ဒီအခါမှာချမ်းပိုင်ရှင်ကပါပြောလဲဒီအပင်ကအတီးမှမတီးတာတဲ့အငယ်9မှာကြည့်ရအောင်အတီးမှမတီးတာတဲ့ခုတ်ပြစ်ရမယ်တဲ့ခုတ်ပြစ်လို့တဲ့အတီးကိုရှာတော့လဲမတွေ့ရခုတ်ပြစ်လို့အဘယ်ကြောင့်မြေကိုနောက်ရှက်ရသည်နည်းခုအမိတ်ရှိတော့နော်ကျမတို့ရဲ့အသက်တာထဲမှာဖျားသခင်ကနံပါတ်1အချက်အနေနဲ့ကျမတို့သိဖို့ရန်အတွက်ဖျားသခင်ကကျမတို့ကိုစီရင်ပိုင်ခွင့်ရှိတယ်ဆိုတော့ကျမတို့သိရမယ်နော်ဖျားသခင်ကျမတို့ကိုစီရင်ပိုင်ခွင့်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကကောင်းကောင်းပြည့်စုံထားတယ်အသင်းတော်ကိုပေးထားတယ်နေ့စဉ်နဲ့ညနှုတ်ကပတ်တော်တွေပေးထားတယ်ကျမတို့ဒါပေမဲ့ကျမတို့ရဲ့အသက်တာထဲမှာဒီအသက်တာထဲမှာကျမတို့ကဝိညာဉ်အသီးမသီးလာဘူးကျမတို့အသီးအပွင့်နေမတွေ့ရတဲ့အခါမှာကျမတို့အသက်တာဟာနေ့စဉ်နဲ့ညအသက်ရှင်နေတယ်ဖះကြောင်သွားနေတယ်ဖះရှိခိုးနေတယ်တို့တော့ကျမတို့ရဲ့အသက်တာဟာအသီးမသီးဘူး3နှစ်ဆိုရင်လည်းလာကြည့်တယ်ချမ်းပိုင်ရှင်လာကြည့်တယ်မသီးဘူးအဲ့ဒီအခါမှာခုတ်ပစ်ပါတဲ့နော်ခုတ်ပစ်ပါဘာဖြစ်လို့ဒီမြေကိုဘောနော်အဆုံးရှုံးခံမလဲကောင်းတဲ့အသီးပင်တွေစိုက်မှာပေါ့ကျမတို့တခါတလေပေါ့နော်ဆူရှီလိတ်ထားကြတယ်မနဲ့ပြေနောက်မနဲ့ပေါ့နော်ဒီနေ့ဆူရှီတွေအပြည့်လိတ်ထားတယ်နောက်မနဲ့တော့ကြည့်လို့ရှိရင်ဘူးတွေကြံနေရင်ကျမတို့အရင်စိတ်ဆိုးကြတယ်နော်ခါရဲအဲ့ဒီနေ့ကတော့ပျော်ရွှင်စရာမကောင်းတော့ဘူးပေါ့နော်အဲ့ဒီဘူးအကြံတွေတွေးလို့ရှိရင်ဒီလိုပဲပေါ့နော်ဘုရားသခင်ကလည်းအတီးပင်စိုက်ထားတယ်ဒါပေမဲ့အတီးကတီးမလာဘူးပထမတီးတစ်နှစ်နောက်တစ်နှစ်လည်းမတီးလာဘူးနောက်တစ်နှစ်လည်းမတီးလာဘူးဘာလို့မှလဲเนาะကျမတို့ဆူရှီဘာကိုကျမတို့ယူပြီးမှဝယ်ပြီးမှတစ်နှစ်လဲရှုံးနှစ်နှစ်လဲရှုံးသုံးနှစ်လဲရှုံးဆို၄နှစ်၅နှစ်6နှစ်10နှစ်ဘယ်သူလုပ်ချင်မလဲမလုပ်ဘူးဒီဆိုင်ကိုပြန်အပ်မှာပဲဟုတ်တယ်မလားဒီလိုပဲကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်ကနှုတ်ကပတ်တော်ပေးထားတယ်ကျမတို့ကိုပေါ့နော်နေ့စဉ်နဲ့အမျှအတီးတီးဖို့ရအတွက်ဘုရားသခင်ကအလိုရှိနေတယ်သို့တော့ကျမတို့ရဲ့အသက်တာအတီးမတီးပဲနဲ့ကျမတို့အစင်ချေပေးမယ်အရွက်တွေစိမ့်လန်းဆိုပြင်းနေရပါတော့အပင်ကိုကြည့်လိုက်ပါဦးစိမ့်လန်းဆိုပြင်းနေရပဲအရွက်တွေအများကြီးပဲဘုရားသခင်အရွက်ကိုတောင်းနေတာမဟုတ်ဘူးအတီးတီးဖို့ရအတွက်လိုအပ်တယ်ကျမတို့နည်းနည်းလေးပေါ့နော်တခြားအရာနဲ့ကျမတို့ကအစင်ချေပေးတတ်တယ်ပေါ့နော်ငါဘုရားကြောင့်နေတိုင်းသွားတာပဲမဟုတ်ဘူးငါ
စေဖို့တဖို့ထက်နေတယ်လေငါပုံမှန်ထက်နေတယ်လေဘောနော်ကျန်တဲ့အရာတွေကျမတို့စင်ကြယ်ပေးတယ်တို့တော့ဘုရားသခင်အလိုရှိတာကျမတို့အသက်တာအတီးတီးဖို့ရအတွက်ဖြစ်တယ်အဲ့ဒီဝိညာဉ်အတီးမတီးတဲ့လူကိုခုတ်ပစ်ပါတဲ့အဲ့ဒီအပင်ကိုခုတ်ပစ်ပြီးမှဖယ်ရှားလိုက်ပါတဲ့အတီးတီးတဲ့အပင်ကိုစိုက်ရမယ်နော်ကျမတို့ရဲ့အသက်တာထဲမှာဒီလိုဘုရားသခင်ကစီရင်မဲ့နေ့ရှိတယ်ဆိုတော့ကျမတို့သိရမှာဖြစ်တယ်ဘုရားသခင်ကကျမတို့အပေါ်မှာစီရင်ဖို့အခွင့်အာဏာရှိတယ်ပြီးလို့ရှိရင်စီရင်မဲ့နေ့လည်းရှိတယ်ဆိုတော့ကျမတို့မမေ့မလျော့တတိယနေဖို့လိုအပ်ပါတယ်ဒါကြောင့်ကျမတို့ရဲ့အသက်တာထဲမှာပေါ့နော်ဒီမှာဒါပေမဲ့ပေါ့နော်အဲ့ဒီအခန်းငယ်ခုနှစ်မှာနောက်ဒုတိယဇာတ်ကြောင်းမှာဗာပြောထားလဲဆိုလို့ရှိရင်ခုတ်ပစ်ပါလို့ပြောတဲ့အခါမှာဒီမြေကိုဘာဖြစ်လို့နောက်ဆက်နေတာလဲခုတ်ပစ်လိုက်ပါလို့ချမ်ပိုင်ရှင်ကပြောတဲ့အခါမှာဥယျာဉ်မူးကဗာပြောလဲဆိုလို့ရှိရင်အဲ့မှာဥယျာဉ်မူးကပေါ့နော်သူဗာပြောလဲဆိုလို့ရှိရင်အကျွန်ုပ်ဒီအပင်နာပတ်လေကိုတူးဆွ၍နောက်ချေဖို့ပါမည်အငယ်ကိုမှာပါအတီးတီးကောင်းတီးပါလိမ့်မည်တော့မဟုတ်နောက်မှခုတ်ပြစ်တော်မူပါဟုရှောက်နေ၏ဟုမိတ်တော်ဒီမှာကြည့်တဲ့အခါမှာပေါ့နော်အဲ့ဒီဥယျာဉ်မူးကဗာပြောလဲနောက်တစ်နေ့စောင့်ပါအောင်တဲ့နောက်တစ်နေ့သူမြေရီတူးဆွအောင်မယ်တဲ့နော်အပင်ပပတ်လေကိုသူမြေရီတူးဆွအောင်မယ်တဲ့ပြီးလို့ရှိရင်မြေဩစာတွေထည့်အောင်မယ်တဲ့နောက်တစ်နေ့ကျရင်အတီးတီးမလားကျမတို့ငါတို့စောင့်ကြည့်ရအောင်အတီးတီးလာရင်တော့ကောင်းတယ်နောက်တစ်နေ့မှဒီလောက်လှုပ်ပေးရင်တော့မှအတီးမတီးဘူးဆိုလို့ရှိရင်ခောက်ပစ်လိုက်ရအောင်ဖယ်ရှားလိုက်ရအောင်ကျမတို့ရဲ့အသက်တာထဲမှာဘုရားသခင်ကနီလန်းမျိုးစုံနဲ့တတိပေးနေတာရှိပါတယ်တခါတည်းမှာပေါ့နော်ကျမတို့10နှစ်15နှစ်အနှစ်20ကျမတို့အချိန်တွေဖြုံးပြီးပြီဒါပေမဲ့ကျမတို့ကိုဒုတိယအခွင့်အရေးဘုရားသခင်ကပေးတယ်ဒုတိယအခွင့်အရေးခရစ်တော်ကိုယ်တိုင်ကပေါ့နော်ဒီဥယျာဉ်မူကခရစ်တော်နဲ့ခရစ်တော်ကိုစားပေါ့နော်ပြောပေးနေတယ်လို့ဖြစ်တယ်ခရစ်တော်ကကျမတို့ကိုစားပြောပေးနေတယ်နေပါအောင်ဘောနော်ကျမတို့ရဲ့အသက်တာထဲမှာတူးဆွအောင်မယ်တူးဆွမယ်တဲ့ကျမတို့မြေတူးဆွတဲ့အခါမှာကျမတို့မကြိုက်ဘူးနော်အပင်သာဆိုလို့ရှိရင်ပေးမှာအပင်တွေကောင်းကောင်းပေးပေါက်နေတဲ့အချိန်မှာမြေတူးဆွမယ်ဆိုလို့ရှိရင်မကြိုက်ကျမတို့အသက်တာထဲမှာလည်းဒီလိုမကောင်းတဲ့အရာတွေကျမတို့အသက်တာထဲမှာချီနှောင်နေတဲ့အရာတွေကျမတို့အသက်တာထဲမှာအတီးတီးလို့မရတဲ့အရာတွေဖယ်ရှားဖို့ရအရေးကြီးတယ်ခရစ်တော်ကဖယ်ရှားဖို့ရစ조사ပေးနေတယ်ပြီးလို့ရှိရင်မြေဩစာထက်အောင်မယ်နော်ကျမတို့အသက်တာထဲမှာတခါတည်းရပေါ့နော်အခက်ခဲတွေကြုံလာတယ်။အော်သူအပြစ်ကဒီလိုမလို့ဒီလိုခံရတာကျမတို့ပြောတတ်တယ်။တခါတည်းမှအဲ့လိုမဟုတ်ပါဘူး။ဘုရားသခင်ကကျမတို့ပိုကောင်းစေခြင်းလို့ပိုကောင်းတဲ့နေရာကိုရောက်စေခြင်းလို့ဒီဒုက္ခတွေကိုပေးတယ်။ကျမတို့ကိုတူးဆွပေးနေတယ်။ကျမတို့ကြောက်သလုံးပေါ့နော်။ကြောက်အကောင်းအရန်ကောင်းတဲ့ဗတ္တများသလုံးလက်စွပ်ပေါ့နော်ဥပမာထွက်လာဖို့အတွက်ကြောက်ရိုက်ကြီးကိုချစ်ပေးတယ်နော်ဒီလိုလွှားတွေနဲ့တို့ဖြတ်တယ်ချစ်တယ်အကုန်လုံးတို့လှုပ်ပေးတယ်ပုံပေးတယ်ပေါ့နော်အကုန်လုံးညီအောင်တို့လှုပ်ပေးတယ်အဲ့ဒီအခါမှာ तू အယမ်းနာခြင်းမှာပဲဒါပေမဲ့ तू အပြစ်ခံရတယ်မကောင်းတဲ့နေရာတွေဖယ်ရှားခံရတယ်အကုန်လုံးအဲ့ဒီအခါမှာအယမ်းကောင်းတဲ့ကြောက်ရိုက်တုံးကလည်းအကောင်းဆုံးအရေးအသွေးကောင်းတဲ့လက်စွပ်တကွင်းထွက်လာကျမတို့ရဲ့အသက်တာထဲမှာလည်းဒီလိုပဲကျမတို့အသက်တာထဲမှာကျမတို့ဆွဲချနေတဲ့အရာတွေပေါ့နော်ကျမတို့ရဲ့အကျင့်တွေကျမတို့ရဲ့မကောင်းတဲ့အရာတွေကိုဘုရားသခင်ကဖယ်ရှားပေးဖို့ရန်အတွက်ခရစ်တော်ကစ조사ပေးနေတယ်ကျမတို့အသက်တာထဲမှာဒီအရာတွေကိုခရစ်တော်ကလှုပ်ပေးနေတယ်မြေဩဇာထည့်ပေးနေနှုတ်ကပတ်တော်နဲ့ကျမတို့ကိုတတိပေးနေတယ်နေ့စဉ်နဲ့အမျှကျမတို့အသက်တာထဲမှာဒုတိယအခွင့်အရေးကိုပေးနေတဲ့အချိန်မှာကျမတို့ပြန်ပြီးမှနောက်တရဖို့အရေးကြီးတယ်ကျမတို့ဒုတိယအချိန်မှာကျမတို့အတီးဆက်ပြီးမှမတီးနိုင်တဲ့အခါမှာကျမတို့အသက်တာစီရင်ချင်းခံရမယ်ခုတ်ပစ်ချင်းခံရမယ်ဖယ်ရှားချင်းခံရမယ်ကျမတို့အမြဲတမ်းဒုတိယအချိန်ပေါ့နော်ကျမတို့အခွင့်အရေးပေးနေပြီလားကျမတို့ဆင်ခြင်ဖို့ရန်ဖြစ်တယ်ယောနာရဲ့အသက်တာကိုကြည့်ပါသူဘုရားသခင်ရဲ့စကားကိုနားမထောင်ဘဲနဲ့သူထွက်ပြေးခဲ့တယ်နော်ထွက်ပြေးခဲ့တယ်ဒါပေမဲ့ဒုတိယအချိန်ဘုရားသခင်ကသူ့ကိုအခွင့်အရေးပေးတယ်မြေသူငါအမျိုးခံရတယ်၃ရက်ငါပြန်အန်ထုတ်တယ်ဒုတိယအချိန်ဘုရားသခင်ကသူ့ကိုပြန်သွားခိုင်းတယ်သူသွားခဲ့တယ်ကျမတို့ရဲ့အသက်တာထဲမှာလည်းဒီလိုပဲဒုတိယအခွင့်အရေးကိုအမြဲတမ်းပေးနေတာဖြစ်တယ်ခရစ်တော်ကိုယ်တိုင်ကကျမတို့အတွက်အသေးခံပြီးပြီလဝါကတိုင်မှာနော်
လုတ်ပေးနေတယ်ဆိုတာကျမတို့လုတ်ပေးနေရုံတင်မဟုတ်ဘူးမြေဩစာပဲပေးနေတာမဟုတ်ဘူးဒူးဆွပေးနေတာမဟုတ်သူ့ရဲ့အသက်တာကိုလည်းကျမတို့အပြစ်တွေအားလုံးအတွက်အသေးခံပေးပြီးပြီလဝကတိုင်းမှာကျမတို့အတွက်ပေးဆက်ပြီးပြီသူရဲ့အသွေးသွလောင်ပြီးပြီကျမတို့ရဲ့အပြစ်တွေအကုန်လုံးယူဆောင်ပေးသွားပြီးပြီအဲ့ဒီအရာကိုကျမတို့မေ့နေသလားကျမတို့ကိုယ့်ဟာကိုယ်နဲ့ဒီလိုပဲနေ့စဉ်နဲ့များအသက်ရှင်နေသလားကျမတို့ဆင်ခြင်ဖို့ရအတွက်ဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်ကျမတို့အရောက်စီတိုက်ကိုခွန်အားပေးပါစေကျမတို့ဒူးဆွနေတဲ့အခါမှာကျမတို့တခါတည်းမှာကျမတို့ရဲ့အသက်တာထဲမှာပေါ့နော်အရန်ကြိုက်တဲ့အရာတွေပေါ့နော်ကျမတို့တန်ဖိုးထားတဲ့အရာတွေပျောက်သွားတယ်မရှိတော့ဘူးဒါဘုရားသခင်ဖယ်ထုတ်ပေးလိုက်ဒီအရာတွေမှာကျမတို့ဆွဲလန်းနေလို့ဖြစ်တယ်ဘုရားသခင်ကိုကျမတို့ပေါ့နော်အချိန်ပေးဖို့မေ့မှာဒီအရာတွေကိုကျမတို့ဆွဲလန်းနေတဲ့အခါမှာဘုရားသခင်ဒီအရာတွေကိုဖယ်ရှားလိုက်မယ်ကျမတို့အသက်တာထဲအဲ့ဒီအခါမှာကျမတို့ဆင်ခြင်ဖို့ရန်ဖြစ်တယ်ဘုရားသခင်စီပြန်လာဖို့ရန်ဖြစ်တယ်ဒီနေ့ကျမတို့ဒုတိယအကြိမ်မှာပေါ့နော်ကျမတို့ဘုရားသခင်ကျမတို့ကိုပေါ့နော်သတိပေးနေတဲ့အချိန်မှာကျမတို့ရဲ့နှလုံးသားတွေဆက်ပြီးမှကြောက်ခဲလို့မာနေသလားနော်ကျမတို့ဆင်ခြင်ဖို့ရန်အတွက်ဖြစ်တယ်ဒီနေ့ကျမတို့ဆင်ခြင်ဖို့ရန်ကဘုရားသခင်ကဒီနှုတ်ကပတ်တော်အဖြစ်ကျမတို့ဘာခွန်အားပေးလဲကျမတို့ရဲ့အသက်တာအတီးတီးနေပြီလားဆိုတော့ကျမတို့ဆင်ခြင်ရအောင်အတီးမတီးသေးဘူးဆိုရင်ကျမတို့အတွက်ဒုတိယအခွင့်အရေးရှိတယ်ကျမတို့ဒုတိယအကြိမ်ဘုရားသခင်ကအခွင့်အရေးပေးနေတုန်းဖြစ်တယ်ဒီအခွင့်အရေးကျမတို့လက်လွတ်သွားလို့ရှိရင်ကျမတို့အသက်တာဟာဖယ်ရှားခြင်းခံရလိမ့်မယ်ဒါကိုကျမတို့ဘုရားသခင်ကျမတို့စီရင်မဲ့နေ့ရှိတယ်ဆိုတော့ကျမတို့ဆင်ခြင်ပြီးမှကျမတို့နှလုံးသားတွေပေါ့နော်ဘုရားသခင်စီမှာပြန်လာပြီးမှဝိညာဉ်အသီးသီးတဲ့အသက်တာနဲ့အသက်ရှင်ကြရအောင်လို့အနေငယ်ခေါ်အားပေးချင်တာအများလောက်ဖြစ်တယ်အရောက်စီတိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေ